Happy SD birthday ပါအမေစုအသက်တော်ရာကျော်ရှိပါစေမတရားမှုအချုံနောက်ပေးမှအများဆုံးနဲ့အပြည့်အစုံလွတ်မြောက်ပါစေကျွန်တော်တို့တိုင်းပြည်နဲ့ပြည်သူတွေအတွက်ဆက်လက်ပြီးတော့အသက်ရာကျော်ရှိအောင်ကျန်းမာရေးကိုစောင့်ရှောက်ပေးပါလို့ကျွန်တော်ဆန္ဒပြုပါတယ်အမေစုကျမ်းပါပါစေရှင်လန်းချမ်းမြေစေဒီဝိနေချိန်ခါစုတောင်းဖို့တာမြတ်တာရာရာအားလုံးပြည့်စေအခက်အခဲများလေးတဲ့ချုံအမေရဲ့